hydroponic မြေမလိုပဲဟာရည်တဲ့ site စနစ်ရဲ့အသားချက်လေးတွေကိုကျွန်တော်ပြပြသွားပဲအားနည်းချက်လေးကိုလည်းပြပြပြီးသွားမယ်ဆိုတော့ဆေးအကြောင်းဗီဒီယိုလေးကိုရှစ်ဗီဒီယိုမှာတင်ထားပြီးတယ်ဆိုတော့ဒီမှာကအားသားချက်နဲ့အားနည်းချက်ကိုပြပြပေးမယ်အားသားချက်တွေကလည်းအများကြီးရှိလို့အားနည်းချက်လေးတွေလည်းရှိပါတယ်အားသားချက်ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲမြေကြီးကစိုက်တာမဟုတ်ဘူးဗျာမြေကြီးကစိုက်တာမဟုတ်တော့မြေဆောင်ယောဂပိုးမွားတွေမရှိပါဘူးသူမှာနောက်တစ်ခုကကြတော့နေရာထိုင်ခင်းပေါ့နော်နေရာထိုင်ခင်းကျင်းလေးနဲ့စိုက်လို့ရတယ်အဲ့တော့လည်းအားသားချက်ရှိပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီရေနဲ့စိုက်တဲ့ကြောင့်မလို့ပေါ့နော်သူကပုံမှန်ရေဖြန်းပြီးစိုက်တာနဲ့မတူရေကိုလည်းတော်တော်များများကိုသူကခြွေတာရောက်တယ်ဒီထဲမှာပဲရေကလှည့်ပြီးတော့သွားနေတဲ့စနစ်တစ်တဲ့ကြောင့်မလို့ဟိုရေကိုလည်းခြွေတာရောက်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အပင်ကြီးထွားမှုတော့မြန်တာမြေကြီးစိုက်တာထက်ကိုဟိုက်ဒရိုပိုနစ်ရေနဲ့စိုက်တာအပင်ကြီးထွားမှုတော့ပိုမြန်ပါတယ်ကျွန်တော်လည်းရင်တော့ဟိုဘူးပင်တို့ပေါ့စိုက်ပြတာရှိတယ်မြေကြီးချစိုက်တဲ့ဘူးပင်နဲ့ရေဟိုက်ဒရိုပိုနစ်မှာစိုက်တဲ့ဘူးဟိုက်ဒရိုပိုနစ်ဘူးပင်ကပိုပြီးမြန်တာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့ကျွန်တော်တွေ့ရှိချက်အရာကျွန်တော်တို့ကိုယ်တိုင်စိုက်ခဲ့တဲ့အရာပေါ့နော်နောက်တစ်ခုကကြတော့ဒီ green house တို့ပါအောင်နဲ့စိုက်တယ်ဆိုရင်ယာဒီဥတုပေါ်တော့တိတ်ပြီးတော့မူတည်ကြမလို့ဗျာချွတ်ယာဒီဥတုတွေကိုငဲကြည့်ကြမလို့ပဲနဲ့အေးလူစိုက်လို့ရတယ်သူ့ရဲ့အားနည်းချက်ကတော့ကနဦးကုန်ကြငွေတအားများပါတယ်ကျွန်တော်တို့အဲ့မှာလွန်ခဲ့တဲ့3နှစ်လောက်ကလောက်ခဲ့တဲ့စင်လေးတောင်မှအဲ့စင်တော့အရင်တော့9000ရှိရအခုဆို3စားနဲ့တွက်လိုက်ပေါ့နော်ပိုက်သေးတယ်ဆို3သိန်းခွဲလောက်ရှိပါမယ်ဒါအပင်20 30စားလောက်ပဲမကတော့မကောက်ဘူးတင်တယ်30 40ပေါ့နော်အဲ့လောက်စားလောက်ကိုတော့မှကျွန်တော်ခုနက3သိန်းခွဲလောက်ကြပါမယ်ကိုယ့်အကူလောက်တာပေါ့နော် DIY လုတ်ပြီးသားစင်နေဆိုရင်မာလာနယ်တို့မှာရောင်းမှာ5 6သိန်းဝန်းကျင်ရှိပါတယ်ဒီကတားမသေးပါဘူးနောက်တစ်ခုကကြတော့နီးပညာလိုအပ်ချက်ပါဒီဟာကိုစိုက်မယ်ဆိုရင်နီးပညာကျွမ်းကျင်ဖို့သို့မဟုတ်တိဖို့ပေါ့လိုအပ်ပါတယ်တာမန်တောင်သူတယောက်အနေနဲ့knowledge sharing knowledge မရှိရဲ့ knowledge နည်းတဲ့လူပေါ့နော် sorry knowledge မရှိဘူးလို့ပြောမှာ knowledge နည်းတဲ့လူတယောက်အနေနဲ့ဒီစနစ်ကိုစိုက်ဖို့အရန်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့သူ့ကိုတီးဖို့ဆိုရင်သူ့ရဲ့အာဟာရတွေအလုံးလုံးပုံနေအာဟာရတွေကဘာတွေလဲဆိုတာအကြမ်းမြင့်လေးကိုတီးမှလိုအပ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်သူကရေထဲမှာဆိုရင်ဒီ micronutrient နဲ့ macronutrient တွေကိုကျွန်တော်ထည့်ထားတာပေါ့နော်NPK ကတော့အဓိကနေနဲ့ထည့်ပြီးတော့ကျန်တဲ့ trace element တွေကိုထည့်ထားပြီးတော့သူကအလုံးလုံးတာမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီအာဟာရတွေကိုကျွန်တော်တို့တိုင်းတာတဲ့စနစ်တွေရှိရဲTDS EC ရေပေါ့နော်နောက်ပြီးရင်ဒီမြေကြီးချင်ငံကိန်းတကယ်လို့ရေကိုလည်းချင်ငံကိန်းလို့ခေါ်တဲ့ဒီ pH ကိုလည်း balance လုပ်ရတာတွေရှိတယ်အဲ့လေးတွေကိုနားလည်အောင်လုံးမပဲကျွန်တော်တို့ကဒီ hydroponic စနစ်မှာတော့လုံးလို့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ပေါ့ကျွန်တော်လွန်ခဲ့တဲ့2နှစ်ကျော်လောက်ကဗီဒီယိုလေးတော့ YouTube မှာလုပ်ထားရှိတယ်မပြည့်စုံပေမဲ့မိတ်ဆွေတို့နားထောင်လို့ရပါတယ်ကျွန်တော်ရဲ့ YouTube စင်းလိုက်တွေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ် like subscribe လေးလည်းလုပ်သားပေးကြပါဦး link လိုချင်ကျွန်တော်ရဲ့ Viber မှာ hydroponic နဲ့ပတ်သက်တဲ့စိုက်ပျိုးစနစ် link လေးလာတောင်းပေးပါဗီဒီယိုက2 နာရီ 3 နာရီဝန်းကျင်ရှိလို့ပါအားကြောင့်ပါနော်ကျေးဇူးများတင်ပါတယ်